Hi အားလုံးပဲမင်္ဂလာပါမိကနခဏပြက်လို့စိတ်ညစ်နေရတဲ့သူတွေအတွက်ဒီနေ့မှာတော့မော်ဒါလည်းမလို့တက်ခဲလည်းမလို့ပဲကတ်ထူပြရဲ့တာရီကွင်းလေးတွေရဲ့နဲ့တကယ်ကိုအလုံးလုံးတဲ့လက်ခရက်တောင်အသေးလေးတစ်လုံးဘယ်လိုလုပ်မလဲဆိုတာပြောပြပေးသွားမှာပါပထမဆုံးကတ်ထူပြတွေကိုအချိုးကျစတူရန်ပုံစံလေးတွေဖြတ်ပြီးကော်တနက်နဲ့တွဲကဆက်ရဲ့အောက်ခြေကုန်းနဲ့ဘေးပေါင်ကိုတဲ့ကိုအရင်ဆုံးတိဆောက်ပေးရပါမယ်ပြီးရင်တော့ဆက်ရဲ့အသက်ချက်ဖြစ်တဲ့တွင်းပိုင်းစကွင်းရန်ရအတွက်ကင်ထိုးတဲ့ဝါချောင်းဝိုင်းလေးတွေကိုလိုအပ်တယ်လို့ဖြတ်ပြီးကတ်ထူပြအဝိုင်းလေးတွေနဲ့တွဲကဝင်ရိုးတံတွေပြုတ်လုပ်ပေးလိုက်မယ်နော်အခုကတော့စွန့်အင်ရမယ့်အပိုင်းပေါ့အလဲဝင်ရိုးတံမှာတရေကွင်းခတ်တုတ်အရှိလေးတွေကိုတိတိချာချာချီနှောင်ပြီးကိုယ်တည်းရဲ့ဘေးတစ်ဖက်မှာကလန့်ဖြတ်တိုင်လေးနဲ့သွားချိတ်ပေးရပါမယ်ဒီတိုင်းရေကွင်းတွေရဲ့ရုံးအားကပဲမော်ဒါနေရာမှာအစားထိုးပြီးပန်ကာကိုလေပတ်စီမှာဖြစ်ပါတယ်ဆက်လက်ပြီးဆက်ရဲ့အပေါ်ဘက်မှာလေထွက်ပေါက်ပေါင်းလေးကိုကတ်ထူပြားနဲ့ထပ်လုပ်ပါမယ်အထဲမှာတော့လေတင်ပေးမဲ့ဒလိန်တုံးပန်ကာဝိုင်းလေးကိုဝါချောင်းနဲ့ကတ်ထူပြားလေးတွေတုံးပြီးစနစ်တကျတက်ဆင်ပေးလိုက်မယ်နော်ပြီးရင်တော့အောက်ကတရေကွင်းဝင်ရိုးနဲ့အပေါ်ကပန်ကာဝင်ရိုးကိုဝါရကျိုးသို့မဟုတ်ကျိုးသေးလေးနဲ့ပူလီစနစ်ပုံစံချိတ်ဆက်ပေးလိုက်ရုံပါပဲနောက်ဆုံးမှာတော့အားလုံးကိုအပြင်ပန်းကနေကြည်လို့လာအောင်ကတ်ထူပြားလေးတွေနဲ့တေသက်စွာပြန်ဖုံးအုပ်ပေးလိုက်ပါခဲ့အနောက်ကလက်တံလေးကိုတာရီကွင်းတင်းသွားအောင်လှည့်ပြီးလှုပ်လိုက်တဲ့အခါမှာတော့တကယ်ကိုမော်ဒါမလို့ပဲလဲပတ်ပြီးလေးတိုက်ပေးနိုင်တဲ့လက်ဖြစ်စွမ်းအင်သုံးရက်တောင်လေးအောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီအားလုံးပဲဗီဒီယိုလေးကိုသဘောကျရင် like နဲ့ follow လေးလုပ်ပေးခဲ့အောင်တော့နောက်ထပ်စိတ်ဝင်စားစရာ idea တွေနဲ့ပြန်တွေ့ကြမယ်ဘိုင်